တက္ကသိုလ်ဆေးရုံကိုခုကနေခွဲစိတ်ပေးဖို့ညှင်းပယ်ခဲ့ကြတာဟာအဲ့ဒီကလေးမှာသွေးမတိတ်တဲ့ယောဂရှိနေလို့ပါပဲအဲ့ဒီအခြေအနေဟာမိစစ်အီချီတာရဲ့သားဖြစ်သူခံစားနေရတဲ့အခြေအနေနဲ့အတိအကျတူညီနေခဲ့တာပါသွေးမတိတ်တဲ့ယောဂရှိနေသူတယောက်ကိုခက်ခဲနဲ့နေတဲ့ခွဲစိတ်မှုမျိုးပြုလုပ်ဖို့ဆိုတာကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တာကြောင့်ပဆရာဝန်ကမှလက်ခံဖို့မဝန့်ရဲကြပါဘူး COK ကသူမရဲ့အစီအစဉ်အဆင့်ဆင့်ကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်အကျိတ်ကိုဖယ်ရှားနေတုန်းကလေးစီကနေတွေးထွက်လာရင်အဲ့ဒီခွဲစိတ်မှုဟာအချိန်နဲ့ပြေးရတယ်ဗျအိုင်ပွဲတစ်ခုဖြစ်သွားလိမ့်မယ်လို့ COK ကပြောပါတယ်အဲ့ဒီလိုပြောပြီးနောက် COK ကလူနာကိုသူမဘလို့ခွဲစိတ်လဲဆိုတာမိစစ်အီချီတာကိုအရင်ကြည့်ရှုစေခဲ့ပါတယ်ခွဲစိတ်မှုဟာစုစုပေါင်း9နာရီနဲ့မိနစ်23မိနစ်ကြာမြင့်ခဲ့ပြီးကလေးကတော့ကြမ်းခံနိုင်ခဲ့လို့အသက်ရှင်တန်ခွင့်ရရှိခဲ့ပါတယ်အကယ်၍ခွဲစိတ်နေတုန်းတွေးကြောသေးလေးတစ်ခုကိုများမဖျက်မိခဲ့ရင်အဲ့ဒီကလေးဟာတွေးထွက်လွန်ပြီးတေဆုံးသွားနိုင်ပါတယ်ဒါပေမဲ့ COK ကတော့တစ်ချက်ကလေးမှအမှားယွင်းမရှိလှုပ်ဆောင်နိုင်ခဲ့ပါတယ်မိစစ်အီချီတာကတော့သူမရဲ့သားကဗီဒီယိုတွေကကလေးထက်ပေါင်ငယ်နေသေးတာကြောင့်စိုးရိမ်နေတုန်းပဲဖြစ်ပါတယ်သူမရဲ့သားကြမ်းခံနိုင်ပါမလားလို့စိုးရိမ်နေပေမဲ့ COK ကတော့4နာရီအတွင်းအပြတ်ဖြတ်ပေးနိုင်တယ်လို့ကတိပေးခဲ့ပါတယ် COK ရဲ့ကမ်းလှမ်းချက်ပေါ်တောင်းဆိုတဲ့အခြေအနေကတော့ Professor Dohi ကိုစိတ်ဆင်းရဲဖြစ်ပြီးဒုက္ခရောက်စေဖို့ပဲဖြစ်ပါတယ်မစ်စစ်အီချီတာကအဲ့ဒါကိုကြားပြီး COK ကိုပြန်လွတ်ဖို့တကားကိုချက်ချင်းဖွင့်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာ COK ကစိတ်ပြောင်းသွားပြီလားလို့လာမေးခဲ့သေးပေမဲ့သူမကတော့ပြက်သားညှင်းဆိုခဲ့ပါတယ်သူမကစုပေးပွဲရဲ့တရားမျှတမှုကိုထိန်းသိမ်းထားကျင်တာပါသူမက COK ကိုအရာကိုဖျက်ဆီးတတ်တဲ့ရုံမာပတ်သက်သူတယောက်ဖြစ်ကျိန်ဆဲခဲ့ပြီးသူမရဲ့သားတက်ကို COK လက်ထဲဘာလို့အနံ့ရမှာလဲလို့ဆိုပါတယ်အဲ့ဒီနောက်မှာပဲ COK ဟာသူမရဲ့တုံရင်နေတဲ့လက်တွေကိုမြင်လိုက်ရပြီး Professor Dohi နဲ့ပျော်ရှင်းရဲမောနေတာကိုတွေ့လိုက်ရပါတယ် COK ဟာအလွန်အမင်းဒေါသထွက်သွားခဲ့ရပေမဲ့အခုချိန်မှာဘာမှမလုပ်နိုင်ခဲ့ပါဘူးအာယောင်က COK ကိုမတော်တဆများအင်သွားခဲ့ပြီးနောက်ကနေချက်ချင်းလိုက်လာကဒီကိုဘာလို့လာတာလဲလို့မေးခဲ့ပါတယ် COK ကဘာမှပြန်မပြောဘဲကားမောင်းထွက်သွားခဲ့တယ်တစ်ဖက်မှာလည်းဘောဆက်တုံဆေးတက္ကသိုလ်ကဒေါက်တာအန်နဲ့ကင်တို့ဟာ Professor Dohi ပို့လိုက်တဲ့ဗီဒီယိုကိုတေချာကြည့်ရှုနေခဲ့ကြပါတယ်အဲ့ဒါက COK ခွဲစိတ်ထားတဲ့ယုံကြည်နိုင်လောက်စရာမရှိအောင်ပြည့်စုံလုံးနဲ့ခွဲစိတ်မှုဗီဒီယိုပဲဖြစ်ပါတယ်Professor Dohi ကဖုံးဆက်ပြီးသူ့ရဲ့ခွဲစိတ်မှုမှာပါဝင်ဖို့အတွက်အန်နဲ့ကင်တို့ကိုနိုင်ငံတွင်းပြန်လာဖို့တိုက်တွန်းခဲ့ပါတယ်အန်နဲ့ကင်ကအကယ်၍သူသား COK နဲ့ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်လက်ခံမယ်လို့ပြောခဲ့ပေမဲ့ Professor ကတော့အဲ့ဒါသူ့ရဲ့ဂုဏ်သိက္ခာပဲလို့ဆိုပါတယ်အိုယောင်ကမနက်ပိုင်းက COK ကိုမြင်ခဲ့ရကြောင်းသတင်းပို့တဲ့အခါ Professor Dohi ဟာလုံးဝအန္တာချင်းမရှိခဲ့ပါဘူး Professor Dohi ကယူယောင်ကိုမနက်ဖြန်အခမ်းအနားမှာ COK အတွက်ထိုင်ကုန်တစ်ခုစီစဉ်ပေးဖို့ပဲဗျာဟုတ်ခဲ့ပါတယ်ပါတီပွဲအတွင်းမှာ Professor Dohi ဟာတစုံတစ်ယောက်ကသူ့ကိုခေါ်နေတယ်လို့မျိုးကြားလိုက်ရပါတယ်ခါလောက်တော့သူ COK ကိုပြန်မြင်လိုက်ရတယ်လို့ဖြစ်သွားခဲ့ရင်မဲ့အဲ့ဒါတခြားလူတစ်ယောက်ဖြစ်နေခဲ့တယ်သူဟာသူ့ရဲ့တပည့်ဟောင်းပေါ်စိတ်ထဲမှာရှိနေတော့မဲဆိုတာထင်ရှားပါတယ်မစ်စစ်အီချီတာက Professor Dohi ကိုလာရောက်နှုတ်ဆက်ပြီးသူအမြဲတမ်းချီးမွမ်းလေးရှိတဲ့တပည့်အကြောင်းမေးမြန်းခဲ့ပါတယ်အန်သားစရာကောင်းတာက Professor Dohi ဟာ COK အကြောင်းမကောင်းတာဘာမှမပြောခဲ့ပဲသူမဟာအမြဲတမ်းပြီးစုံနေတတ်သူပါလို့ပဲချီးမွမ်းပြောဆိုခဲ့ပါတယ်အဲ့ဒီလိုပြောပြီးနောက်သူကသူ့ရှေ့ကလူအုပ်ကြီးကိုကြည့်ပြီး COK ဟာတအားတော်တာလို့ဆိုပါတယ်သူမဟာဒီထဲကလူတရာပေါင်းထားတာထက်တောင်ပိုတော်ပါသေးတယ်လို့ COK ကိုပို့ပြီးတော့တောင်ချီးမွမ်းကမ်းဖွင့်ခဲ့ပါသေးတယ် COK ဟာခွဲစိတ်ခန်းထဲမှာဘယ်တော့မှတွန့်ဆုတ်မနေတတ်တယ်လို့ဘယ်တော့မှလည်းမကြရှုံးခဲ့ပါဘူးအဲ့ဒီညမှာမစ်စစ်အီချီတာဟာ COK ကိုတွားတွေ့ခဲ့ပါတယ်သူမက COK ကိုသူမရဲ့သားကိုခွဲစိတ်ကုသပေးဖို့သဘောတူလိုက်ပါပြီးတစ်ချိန်တည်းမှာပဲမစ်စစ်အီချီတာကအကယ်၍ခွဲစိတ်မှုသာကြာရှုံးသွားခဲ့ရင်ကြီးမားတဲ့ပေးဆက်မှုကိုလုပ်ရလိမ့်မယ်လို့ COK ကိုတတိပေးလိုက်ပါတော့တယ် COK ကလည်းဘာတွန့်ဆုတ်မှုမှမရှိပဲလက်ခံခဲ့ပါတယ်အဲ့ဒီနောက်ချက်ချင်းပဲသူမဟာမစ်စစ်ဆရာဝန်ဟွန်ဟိုစီဖုံးဆက်ပြီးဂျပန်နိုင်ငံကိုချက်ချင်းလေယာဉ်နဲ့လိုက်လာဖို့ပြောခဲ့တယ်တစ်ဖက်မှာလည်းမစ်စစ်အီချီတာဟာ COK နဲ့ရောင်ဂျူတို့ကိုပိုင်လေယာဉ်ပေါ်တင်ပြီးဂျပန်နိုင်ငံကိုပြန်တန်းခဲ့ပါတယ်မစ်စစ်အီချီတာတယောက်စိုးရိမ်နေကြီးနဲ့စိတ်လှုပ်ရှားနေချိန်မှာ COK ကတော့အတိုင်းမသိယုံကြည်မှုအပြည့်နဲ့စိတ်အေးလက်အေးဖြစ်နေခဲ့တယ် COK ခွဲစိတ်ခန်းထဲမဝင်ခင်မှာမစ်စစ်အီချီတာဟာဥညွတ်ပြီးသူမရဲ့သားကိုကယ်တင်ပေးဖို့ COK ကိုတောင်းပန်ခဲ့ပါတယ်COK ကလူနာကလေးငယ်ကိုအေးအေးဆေးဆေးပဲနှုတ်ဆက်လိုက်ပြီးအချိန်တိုင်းကိရိယာကိုစတင်သတ်မှတ်လိုက်ပါတယ်ခွဲစိတ်မှုဟာချက်ချင်းပဲစတင်ခဲ့တယ်ဥနောက်ဖိအားနဲ့တွေးထွက်မှုကိုလျှော့ချနိုင်ဖို့အတွက်ကောင်လေးကိုထိုင်လျက်အနေထားနဲ့ခွဲစိတ်ကုသခဲ့တာပါဟီဟိုဟာလည်းဂျပန်ဆေးဖွဲ့နဲ့အတူ COK ကိုကူညီပံ့ပိုးပေးဖို့အချိန်မီရောက်ရှိလာခဲ့ပါတယ်ရောင်ဂျူနဲ့မစ်စစ်အီချီတာတို့အပြင်မှာစိုးရိမ်တကြီးစောင့်ဆိုင်နေတုန်းတွေးမတိတ်တဲ့ယောဂကရုတ်တရက်ထက်ကျလာပြီးကောင်လေးရဲ့သွေးတွေဟာ COK ရဲ့မျက်နှာပေါ်ကိုပန်းထိုးအကုံပါတဲ့အခြေအနေကတအားကိုစိုးရိမ်ရလုံးတာကြောင့်ဂျပန်ဆရာဝန်တွေကခွဲစိတ်မှုကိုရပ်တန့်ပြီးကောင်လေးကိုအရေးပေါ်ခန်းထဲရွှေ့ပြောင်းဖို့တောင်းဆိုကြတယ်ဒါပေမဲ့ COK ကတော့ဘသူစကားကိုမှဂရုမစိုက်ပဲခွဲစိတ်မှုကိုဆက်လုပ်နေခဲ့ပါတယ်မစ်စစ်အီချီတာခွဲစိတ်ခန်းထဲကိုအပြေးလွှားဝင်လာတဲ့အချိန်မှာတော့သူမရဲ့သားဖြစ်သူရဲ့သွေးတွေဟာကျန်းပြင်ပေါ်အထိစီးကျနေခဲ့ပါပြီသူမရှိကသွေးပြန်နေတဲ့မြင်ကွင်းကြောင့်သူမတအားစိုးရိမ်သွားပြီးစကားတော်မပြောနိုင်တော့တဲ့အခြေအနေဖြစ်သွားခဲ့ရတယ်